အခုမြင်နေရတဲ့အိမ်ကြီးကတော့35ပေပေ90မြေပေါ်မှာကျွန်တော်တို့ Sapphire Construction ကနေပြီးတော့အုပ်လုပ်ထားတဲ့ RC နှစ်ထပ်ခွဲအိမ်ကြီးပဲဖြစ်ပါတယ်ဒီအိမ်ကြီးကို MNBC 2025အရာ RC လက်မှတ်ရ Structure Engineer နဲ့တေချာ Structure Run ပြီးတော့ဆောက်လုပ်ပေးထားတာဖြစ်ပါတယ်ဒီအိမ်ကြီးရဲ့ location နဲ့ရောင်းချပေးမဲ့ဈေးကိုမပြောခင်မှာကျွန်တော်တို့အိမ်ထဲကိုအရင်ဝင်ကြည့်လိုက်အောင်အိမ်ထဲမှာကားတစ်စီးထိုးလို့ရမယ်ပေါ့နော်ကားကိုတောင်ပါမယ်ပြီးတော့ channel မှာလည်းကားတစ်စီးထိုးလို့ရမယ်ကားနှစ်စီးကြဲကြဲလွန်းလွန်းထိုးလို့ရမယ်ပေါ့နော်ကားထိုးပြီးတာနဲ့အိမ်ထဲကိုဝင်လို့ရမယ်ဒီမှာတကားလေးပါတယ်ကျွန်တော်က house door လုပ်ပြီးမှဆိုတော့ဒီတကားကနေဝင်မပြတော့ဘူးဟိုဘက် main entrance ကနေပဲဝင်ပြပါမယ်ကျွန်တော်တကားကိုလုံးဝ CNC laser cutting နဲ့ပေါ့နော်ဒီချာလေးအလူတိတ်ပေါ်ပေးထားတယ်အပေါ်မှာဆောက်ရှောက်ဖို့ပေါ်ဒီမဲ့ချက်ကြီးတက်ဆင်ပေးထားတယ်ပေါ့နော်modern classic design အိမ်ကြီးတစ်လုံးဖြစ်ပါတယ် living room ရှိမယ်ပေါ့နော် living room မှာလည်း ceiling design ကြီးထည့်ပေးထားတယ် ceiling height က17 ပေပဲရှိတယ်တက်ယူချောင်းတယ်ပေါ့နော်ကြည်ကြဲဝန်းခံလာရအောင်ဒီမှာ glass partition ထည့်ပေးထားတယ်နောက်က kitchen တိုင်းနဲ့ကိုလည်းလမ်းမြင်နေရမယ်ပေါ့နော် hot type ကိုမျိုးခံစားချက်ရတယ်ဒီဘက်ကတော့kitchen cabinet တွေထည့်မယ်ပေါ့နော်ကိုယ်စိတ်တိုင်းထည့်လို့ရတယ်ဒီဘက်မှာတော့ dining ရှိမယ်ဗျပြီးတော့ဒီမှာကျွန်တော်တို့ on WC အများဆုံးပေါ့နော်1WC ချိုးလို့လည်းရမယ်တခါရှိမယ်အတွင်းထဲမှာကျွေပြားအပြည့်ကပ်ပြီးထားတယ်ပေါ့နော်ကျွန်တော်တို့ first floor ကိုတွက်ကြည့်အောင်လေကားကကျွေပြားတွေကပ်ထားတယ်ပြီးတော့သူ့ရဲ့လက်ရန်ကလည်းကျွန်းလက်ရန်တန်မန်းတွေက CNC laser cutting နဲ့ကနုတ်လေးပေါ်ပေးထားတယ်ပေါ့နော်အရင် luxury set နေပေါ့ကျွန်တော်တို့ first floor မှာဆိုရင် master bedroom တစ်ခန်းနဲ့ single bed နှစ်ခန်းပြီးတော့ common WC တစ်ခန်းပါတယ်ကျွန်တော်တို့အရင်ဆုံးဒီအရင်အကြီးဆုံး master bedroom ကိုဝင်ကြည့်လိုက်အောင်ဒီရဲ့ main master bedroom ဖြစ်တယ်ပေါ့နော်မြင်တဲ့အတိုင်းပဲ hotel ခန်းလိုပဲခံစားရတယ်ပေါ့နော်ပြန်ဝင် luxury ဖြစ်တယ်ဒီမှာကိုယ်ပိုင် private living space လေးပါပဲပေါ့နော်ဒီရောပြန်ထွက်လို့ရမယ် veranda လေးလည်းပါပြည့်တယ်ဒီကတော့ single bedroom ဖြစ်ပါတယ်ဒါလည်း single bedroom ဒါက common WC ပေါ့နော်ဒီမှာလည်း common WC မှာလည်းခြေပြားတွေအပြည့်ကပ်ပြီးထားတယ်โอเคဒါဆိုရင်ကျွန်တော်တို့ second floor ကိုဆက်ပြီးတော့တက်ကြည့်ရအောင် second floor မှာဆိုရင်ဖျားကျောင်းဆောင်ရှိမယ်ပေါ့နော်ဖျားကျောင်းဆောင်ဖျားခန်းကိုကျွန်တော်တို့အခန်းအနေနဲ့မယူဘဲနဲ့ space အနေနဲ့ပဲယူလိုက်တဲ့အတွက်ကြည်ကြဲလေးရတယ်ပေါ့နော်ဒီမှာဘုံကြီးတွေပါပြင်တရားတွေပါနေတာဆွေးနွေးနေတယ်ကြည်ကြဲဝန်းလေးရှိတယ်ပေါ့နော်ဒါကတော့အောက်ထပ်လိုပဲ single bedroom တစ်ခန်းနဲ့ common WC တစ်ခန်းပါမယ်အခန်းပွဲအတူပဲဆိုတော့ကျွန်တော်ဝင်ပြီးတော့မပြရဘူးဒါကတော့ outdoor space ပေါ့နော်မီတာစုနဲ့ barbecue တွေပါခံစားမယ်ဒီရလေးနဲ့ easy chill လုပ်လို့ရမယ်ပေါ့နော်ဒါကတော့အပေါ် test lab ကိုတက်တဲ့လေကားကိုအပေါ်တော့မတက်ပြတော့ဘူးဒီလေးကမန်လေးမျိုးကျွန်တော်တို့ main land ပါနော်26 B land လို့ခေါ်ကြတယ်26 land နဲ့25လမ်းကြာ61 A လမ်းမှာရှိပါတယ်
ပြီးတော့ဒီအိမ်လေးကခရံတက်တန်းတင်တယ်ဖြစ်ပါမယ်ရောင်းချပေးမယ်ဈေးလေးက3,8500ပဲဖြစ်ပါတယ်ဒီအိမ်လေးကိုဝယ်ချင်တာပဲဖြစ်ဒီဘက်လို့ရှိတယ်ဒီလိုမျိုးအိမ်မျိုးစောင့်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ Sapphire Construction ရဲ့ page ကိုဆက်သွယ်နိုင်ရပါတယ်ဒီမှာ